မြတ်ဗုဒ္ဓဟာသက်တော်35နှစ်အရွယ်ဖျားဖြစ်သူရောက်တဲ့အချိန်ကစပြီးသက်တော်89နှစ်6လရောက်သည့်တိုင်အောင်လောကသားတွေရဲ့အကျိုးစီးပွားအလို့မှာခရီးဒေသစာတွေကြွချီပြီးတော့သက်တော်80ပြည့်ဖို့3လအလိုမှာတင်မဲ့ဝေသာလီပတ်ဝန်းကျင်ခရီးလှိလျင်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာ80ပြည့်ဖို့3လအလိုမှာအာယုသင်္ခါရဖလသမဘတ်ဖြင့်ယောဂဝေဒနာတွေကိုထိန်းထားခြင်းကိုစွန့်လွတ်လိုက်တယ်စိတ်ဆွမ်းအားနဲ့ယောဂတွေမဖြစ်အောင်ယောဂတွေကိုဖယ်ရှားတွန်းလှန်ထားတဲ့စိတ်ဆွမ်းအားတစ်ခုအာယုသင်္ခါရဖလသမပတ္တိလို့ဝိပဿနာနဲ့စနစ်တကျကျင့်ကြံကြုတ်ကိုအထုတ်ပြီးတော့ဝင်စားတဲ့ဖလသမဘတ်ဟာလူရဲ့တက်တန်းကိုဆွဲဆန့်ထားနိုင်လောက်အောင်စွန့်ရည်တတ္တိတွေရှိတယ်မြတ်စွာဘုရားဟာလောကသားတွေရဲ့အကျိုးရှိရာရှိကြောင်းကိုရောမြတ်ကိုရောတိုင်းယောဂဝေဒနာတွေကိုဟန်တားပြီးတော့သက်တော်80ပြည့်ဖို့3လအလိုလောက်မှာထိုအာယုသင်္ခါရဆိုတာကိုအာယုသင်္ခါရဖလသမဘတ်ကိုဒီ3လရဲ့နောက်မှာတော့မဝင်စားတော့ဘူးလို့အာယုသင်္ခါရဖလသမဘတ်ဖြင့်အသက်ကိုထိန်းထားတာမလုပ်တော့ဘူးလို့စွန့်လွတ်လိုက်တာကိုပဲအာယုသင်္ခါရလွတ်တယ်လို့ခေါ်တယ်အာယုသင်္ခါရဆိုတာလူတွေရဲ့အသက်ကိုဆွဲဆန့်နိုင်လောက်အောင်စွန့်ရည်တတ္တိရှိတဲ့သမာဓိပညာသမဘတ်မျိုးပဲဖြစ်တယ်ပေါ့အဲဒီလိုအာယုသင်္ခါရကိုဆက်လက်ပြီးတော့အာယုသင်္ခါရဖလသမဘတ်ဖြင့်ထိန်းထားတဲ့အလုပ်ကိုနောက်3လဟိုဘက်မှာမလုပ်တော့ဘူးလို့ဆုံးဖြတ်ပြီးတော့ပြောလိုက်တာဘယ်သူကိုပြောလိုက်တာတော့လို့ဆိုမဏ္ဍကြီးကိုပြောလိုက်တာဖြစ်တယ်မြတ်စွာဘုရားဖျားဖြစ်သူရောက်တော်မူပြီးတဲ့နောက်မှာ9 ဘတ်အကြာမှာမဏ္ဍကြီးဟာမြတ်စွာဘုရားစီလာရောက်ပြီးတော့လျှောက်ထားဘူးတယ်မြတ်စွာဘုရားတရားဓမ္မတွေကိုသိရှိနားလည်ပြီးဖြစ်သည့်အတွက်အေးအေးချမ်းချမ်းပဲနေထိုင်မှုတရားတွေကိုလောကသားတွေကိုလှည့်လည်ပြီးတရားဟောခြင်းမလုပ်ဖို့ဆိုတာလေဒီလိုမြတ်စွာဘုရားဖြစ်ပြီးတဲ့နောက်မှာ35ရက်အကြာမှာတော့တခါလာလျှောက်ဘူးတယ်အခုတခါ44နှစ်ကျော်ကြာလာတဲ့အခါမှာဒုတိယအကြိမ်ထပ်မံပြီးတော့မြတ်စွာဘုရားကိုအေးအေးဆေးဆေးနေဖို့ဆိုပြီးတော့လာလျှောက်ပြန်အဲ့ဒီအချိန်မှာမြတ်စွာဘုရားသည်လုပ်ငန်းကိစ္စတွေကိုကြည့်လိုက်တယ်လောကသားတွေအတွက်ဘုရားဟာသက်ရှင်နေတာဖြစ်တယ်သူ့အတွက်သက်ရှင်နေတာမဟုတ်ဘူးမြတ်စွာဘုရားအတွက်ဆိုရင်ဘာမှလုပ်เสียမလိုတော့ဘူးဘုရားဖြစ်သူရောက်တဲ့အချိန်ကနေစပြီးတော့အမှန်တရားကိုသိရှိနားလည်ပြီးတရားတွေရဲ့အကျိုးစီးပွားဆောင်ရွက်ဖို့တက်တဲ့အတွက်မြတ်စွာဘုရားဟာသက်ရှင်ခဲ့တာဖြစ်တယ်အေးလောကသားတွေအတွက်လှုပ်ရှားကိစ္စတွေအကုန်လုံးလုပ်လို့ပြီးပြီဆိုတဲ့အချိန်ကိုရောမြတ်ကိုရောတိုင်းတတိနဲ့အတိညာနဲ့စဉ်းစားဆင်ခြင်ဆုံးဖြတ်ပြီးတော့အာယုသင်္ခါရလွတ်တယ်လို့ဘုဒ္ဓဝင်ဖတ်ဖူးတဲ့မြန်မာလူမျိုးတွေအာယုသင်္ခါရလွတ်တယ်ဆိုတာကြားဖို့ကြမှာ80ပြည့်ဖို့3လအလွန်မှာအာယုသင်္ခါရလွတ်လိုက်တယ်အဲ့ဒါလို့လွတ်လိုက်တာနဲ့မြင်ကလေးအကြီးကျယ်တုံဟီးသွားလို့ရှင်အနန္ဒာမထေရမြတ်မြတ်စွာဘုရားနဲ့ခက်လန်းလန်းမှနေရာကနေပြီးကြောင်းမဲ့ဖွယ်ရာကောင်းကင်ယံကမြေဟိန်းတန်ကြီးနဲ့မြေကလေးတုံဟီးသွားတော့ရှင်အနန္ဒာဟာထိတ်လန့်တုန်လောက်ပြီးမြတ်စွာဘုရားစီရောက်လာပြီးကြောင်းမဲ့ဖွယ်ကောင်းတဲ့မြေကလေးတုန်လုံးမှုကြီးကဘာကြောင့်ဖြစ်ပေါ်ရသလဲဆိုတာကိုမြတ်စွာဘုရားကိုမေးခွန်းထုတ်တယ်ဘာကြောင့်ဖြစ်ပေါ်သလဲဆိုတာမေးတဲ့အခါမြတ်စွာဘုရား
အခုလိုကြီးမားတဲ့အကြောင်းပဲဖွယ်ကောင်းတဲ့ငလျင်ကြီးတုန်လှုပ်တာဟာအကြောင်းရှင်းမျိုးရှိတယ်လို့ရှင်းလင်းဟောကြားပြီးတဲ့နောက်မြတ်စွာဘုရားကပရိသတ်တွေစัจ java လာမှာရှိတဲ့လူပရိသတ်နတ်ပရိသတ်ဆိုတာတွေပရိသတ်အလယ်မှာဝင်ရောက်ပြီးတော့တရားတွေအကျိုးရှိရာရှိကြောင်းလောကသားတွေအတွက်ဆောင်ရွက်လုပ်ခိုင်းခဲ့တယ်မြတ်စွာဘုရားအနေနဲ့လာရောက်လျှောက်ထားတဲ့မနတ်ကိုကြောက်လန့်တကြားဆုံးဖြတ်ချက်ချတာမျိုးမဟုတ်ဘူးဆိုတာထင်ရှားစေလို့ငရင်တို့ကြီးအကြောင်း၈မျိုးဟောပြီးတဲ့နောက်မှာပရိသတ်၈ပါးထဲမှာကိုရောမြတ်ကိုယ်တိုင်ကြွသွားပြီးတော့လူမျိုးမျိုးနဲ့ဆက်ဆံခဲ့ဘူးတဲ့အကြောင်းနတ်မျိုးမျိုးနဲ့ဆက်ဆံခဲ့တဲ့အကြောင်းလုံးဝထို့သောဆက်ဆံတဲ့အခါမှာဘုရားမှာကြောက်တာတို့ယွန်းတာတို့လုံးဝမရှိဘူးတတ္တိအပြည့်ရဲဝံ့စွာပဲတရားတွေရဲ့အကျိုးတတ္တလောကကြီးရဲ့အကျိုးဆောင်ရွက်ခဲ့တယ်ဆိုတာကိုသိတာထင်ရှားအောင်စัจ java လာအနတ်စัจ जा ဖြန့်ပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြွရောက်ပြီးတရားတွေရဲ့အကျိုးသိဖို့ခဲ့တယ်ဟုတ်ဒါကြောင့်မို့မနေ့ကဟောထားတဲ့အတိုင်းမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာဒီစัจ java လာတွေမကဘူးတခြားစัจ java လာတွေရောက်လူပုံအနှံ့ခြေဆန့်ပြီးတော့တရားတွေရဲ့အကျိုးဆောင်ရွက်တဲ့အခါအခုခေတ်ခဏအခေါ်အာဖရိကတိုက်တို့ဥရောပတိုက်တို့အမေရိကတိုက်တို့ဩစတြေးလျတိုက်တို့အာရှတိုက်တာမကတခြားလူတရားတွေရှိရာအယတ္တေတတွေကိုလည်းမြတ်စွာဘုရားကြွရောက်ခဲ့ဘူးတယ်ဆိုတာဒီသုတ်တံအရာထင်ထင်ရှားရှားသိရတယ်ဘယ်နေရာကြွမြတ်စွာဘုရားဟာထိုပိဋကနဲ့စင်တူတွင်တူအနေထားမျိုးရောက်ပြီးစကားပြောတဲ့အခါမှာလည်းပဲထိုပိဋကရဲ့စကားသံသူတို့ရဲ့ accent အတိုင်းပဲသူတို့ရဲ့လေသံအတိုင်းမြတ်စွာဘုရားပြောနိုင်ဆိုနိုင်စွမ်းရှိလို့ဘယ်ပိဋကထဲဝင်သွားမြတ်စွာဘုရားရဲရင်ပြတ်သားတဲ့တရားဓမ္မများကိုတရားတွေရဲ့အကျိုးအတွက်ဆုံးမဩဝါဒပေးခဲ့တာတွေကြီးပဲအဲ့ဒါလို့ပေးခဲ့တာတွေကိုရှင်အနန္ဒာကိုမြတ်စွာဘုရားကရှင်းပြအဲ့ဒီရှင်းပြပြီးတဲ့နောက်မှာအခုလို့စัจ java လာအနှံ့လူလောကအနှံ့နတ်ပြည်အနှံ့သွားရောက်နိုင်တာဟာဘယ်လိုစွမ်းရည်တတ္တိတွေရှိလို့လဲဆိုတဲ့စွမ်းရည်တတ္တိ၈မျိုးပိုင်နိုင်ပုံကိုမြတ်စွာဘုရားအဘိဘာယတနာ၈မျိုးဆိုပြီးတော့ထပ်ပြီးတော့ရှင်းပြပြန်တယ်အဲ့ဒီအဘိဘာယတနာ၈မျိုးရှင်းပြတာဟာလည်းပဲဒီအဘိဘာယတနာဆိုတဲ့ဇန်စိတ်တမာတိစွမ်းအားတွေနော်တမာတိစွမ်းအားတွေဟာဘာကြောင့်ဒီမြတ်စွာဘုရားတမာတိစွမ်းအားတွေနဲ့လောကကြီးကိုကြည့်လိုက်တဲ့အခါမှာကြောက်မဲ့ဖွယ်ရာတွေလည်းအမျိုးစုံတွေ့တယ်သို့တော်လည်းမြတ်စွာဘုရားရဲ့ဒီကိုရောမြတ်ရဲ့စိတ်ဓာတ်ကြောက်လန့်ခြင်းလုံးဝမရှိရဲဝံ့တတ္တိအပြည့်အဝနဲ့ပဲလောကကြီးရဲ့အနေအထားအားလုံးကိုကြောက်မဲ့ဖွယ်ရာတတ္တဝါတွေကိုလည်းကြောက်ရွံ့ခြင်းမရှိဘူးမျက်နှိုးစရာကောင်းတဲ့တတ္တဝါတွေတွေ့တော့လည်းစိတ်ထဲမှာဆွဲမဲ့ခြင်းမရှိဘူးပဂတိတည်ငြိမ်တိမှတ်တဲ့စိတ်နဲ့သွားနိုင်တယ်ဆိုတာကိုရှင်အနန္ဒာအားရှင်းပြတဲ့အခါအဘိဘာယရဏ၈မျိုးဆိုတာကိုရှင်းပြခဲ့တယ်ပေါ့ဒီအဘိဘာယရဏ၈မျိုးဆိုတာတမာတိကျင့်စဉ်တစ်ခုကိုကျင့်လို့ရရှိလာတဲ့စိတ်ဆွမ်းအားတွေကိုဆိုလို့တယ်အဘိဘာယရဏဆိုတာစံကျင်ဘက်နဲ့အာယုန်တွေကိုလွှမ်းမိုးချုပ်ကင်ထားနိုင်တဲ့ဒီစွမ်းရည်တတ္တိရှိတဲ့တမာတိဇန်စိတ်စွမ်းအားတွေကိုဆိုလိုတယ်ပေါ့တွေ့ကြုံရတဲ့အာယုန်တွေကိုလည်းလွှမ်းမိုးထားနိုင်တယ်အာယုန်ကလူကိုမလွှမ်းမိုးဘူးမြတ်စွာဘုရားရဲ့တမာတိစိတ်ကအာယုန်တွေကိုလွှမ်းမိုးထားနိုင်တယ်စံကျင်မဲ့ဝင်လာတဲ့စိတ်ဓာတ်တွေကိုလည်းတမာတိရဲ့စံကျင်မဲ့ဆိုတာစိတ်ပြန်လွင်မှုတွေအဲ့ဒီစိတ်ပြန်လွင်မှုတွေလည်းမရှိအောင်မြတ်စွာဘုရားလွှမ်းမိုးပြီးတော့ပိုင်နိုင်မိမိရဲ့ဇန်စိတ်နဲ့ကမ္ဘာလောကကြီးအနှံ့ကြည့်ရှုတဲ့အခါမှာတောင်လုံးဝကြောက်လန့်မှုဆိုတာမရှိဘူးဆိုတဲ့အကြောင်းမြတ်စွာဘုရားဒီအဘိဘာယတနာ၈မျိုးရှင်းပြခြင်းအပြင်ရှင်အာနန္ဒာကိုသိရှိအောင်နောက်တစ်ခေတ်မှာ
ပြောစမှတ်ဖြစ်လိမ့်မယ်မနတာကအနာယူဖို့ရှောင်ထားသည့်အတွက်ကြောင့်မြတ်စွာဘုရားဟာပြိဋိဘံဆိုင်ရတယ်လို့နောက်တစ်ခေတ်လူတွေပြောเสียဖြစ်မှာဆိုမြတ်စွာဘုရားကဒီလိုအာယုသင်္ခါရလွတ်လိုက်ခြင်းဟာမနတ်ရဲ့ရှောက်ထားမှုကိုလက်ခံခြင်းမဟုတ်ပဲမနတ်ကိုကြောက်လို့ဆုံးဖြတ်လိုက်တာမဟုတ်ပဲကိုတော်မြတ်ကိုယ်တိုင်လုပ်เสียကိစ္စတွေအလုံးပြီးစုံလို့တတောတမ္ပဇာနောအာယုသင်္ခါရဩတ္တစီလို့ဆိုတဲ့အတိုင်းကိုတော်မြတ်ကိုတော်တိုင်စိတ်ထဲမှာကြီးမားတဲ့တတိကြီးမားတဲ့ဉာဏ်အမြင်မျောတွေနဲ့ကိုယ့်အကိုဆုံးဖြတ်ချက်ချခြင်းသာဖြစ်တယ်ပေါ့အဲဒါကြောင့်မို့မနတ်လိုပုဂ္ဂိုလ်တူတဲ့ကိုမပြောနဲ့ကမ္ဘာလောကကြီးအနှံ့ခြေဆန့်နှောင်းကတောင်မြည်သူကိုမှကြောက်ရွံ့ခြင်းထိတ်လန့်ခြင်းဆိုတာမရှိခဲ့ဘူးမြတ်စွာဘုရားဟာဇန်သမာဓိစွမ်းအားနဲ့ကမ္ဘာလောကကြီးတစ်ခုလုံးကိုကြည့်ရှုတယ်အဲဒီလိုကြည့်ရှုတဲ့အခါမှာအလွန်ထူးဆန်းပြီးကြောက်မဲ့ဖွယ်ကောင်းတဲ့တရားတွေဆိုတာလေမိမိရဲ့ဉာဏ်ကွန်ရက်ကြီးထဲမှာမြင်ကွင်းထဲမှာအလုံးပေါ်လာတယ်။တမန်ပုဂ္ဂိုလ်တွေသာသွားကြည့်မိလို့ရှိရင်လန့်ဖြန့်ပြီးတော့ရှော့ဖြစ်သွားဖို့ရရှိတယ်။မြတ်စွာဘုရားမှာအဲဒီလိုကြောက်လန့်ပြီးတော့သွားတာမျိုးလုံးဝမရှိဘူး။အမတန်ချောအမတန်လှပတဲ့အစင်းအာယုန်တွေတွေ့လို့ရှိရင်လေမခွဲနိုင်မခွာရဲ့ဆွဲမဲ့သွားတဲ့စိတ်ဓာတ်မျိုးတွေတမန်ပုဂ္ဂိုလ်တွေဆိုရင်ဖြစ်မယ်။မြတ်စွာဘုရားမှာအဲ့ဒါမျိုးတွေမဖြစ်ဘူး။အလုံးကိုကြော်ဖြတ်နိုင်တဲ့ကြန့်ခိုင်တဲ့စိတ်ဓာတ်ရှိတယ်ဆိုတာကိုပြဖို့ရအတွက်အဘိဘာယရဏဆိုတဲ့ရှစ်မျိုးကိုမြတ်စွာဘုရားဟောတာအဘိဘာယရဏရဲ့အဓိပ္ပာယ်ကိုဆန့်ကျင်ဘက်တရားတွေကိုလွှမ်းမိုးချုပ်ကင်ထားနိုင်ခြင်းနဲ့စိတ်ထဲမှာပေါ်လာတဲ့သို့မဟုတ်မျက်စိအာယုံနားအာယုံဒီထဲမှာပေါ်လာတဲ့အာယုန်တွေကိုလွှမ်းမိုးချုပ်ကင်နိုင်တဲ့တမာတိဇန်စိတ်စွမ်းအားကိုအဘိဘာယရဏလို့ခေါ်တယ်ပေါ့အဲ့ဒီအဘိဘာယရဏဟာလေ့ကျင့်ပြီးတော့ယူတဲ့အခါမှာ10မျိုးရှိတယ်ဆိုတာကိုမြတ်စွာဘုရားဒီနေရာမှာဖော်ထုတ်ပြီးတော့ရှင်အနန္ဒာကိုဟောကြားခဲ့တယ်10မျိုးဆိုတာလေ့ကျင့်တဲ့ပုံစံလေးကိုအချင်းချင်းပြောပြရမယ်ဆိုရင်တမာတိကိုကျင့်စဉ်တစ်ခုကိုကျင့်တဲ့အခါမှာမိမိရဲ့အစ္ဆဒမှာအာယုံစိုက်ပြီးတော့လေ့ကျင့်တာမျိုးအစ္ဆဒမှာလေ့ကျင့်ပြီးတော့နော်ဗဟိတဆိုတဲ့အာယုန်တွေပေါ်မှာလှည့်လည်ပြီးတော့ကြည့်ရှုတာတခုအစ္ဆဒမှာလေ့ကျင့်တယ်ဆိုတာဘယ်လိုဟာတော့လို့ဆိုလို့ရှိရင်ဥပမာမဲ့အာနာပါနကျင့်စဉ်တခုကိုကျင့်တဲ့အခါမှာမိမိခန္ဓာကိုယ်နဲ့ဆက်ဆက်ဖြစ်ပေါ်နေတဲ့ထွက်လေဝင်လေပုံမှာလေ့ကျင့်တာဒါအစ္ဆဒပေါ်မှာလေ့ကျင့်တယ်လို့ခေါ်တယ်အဲ့ဒီထွက်လေဝင်လေပေါ်မှာလေ့ကျင့်ပြီးတော့ရလာတဲ့တမာတိစွမ်းအားနဲ့ကမ္ဘာလောကကြီးတစ်ခုလုံးကိုလွှမ်းမိုးချုပ်ကင်ပြီးတော့ကြည့်လို့ရတယ်အဲ့တော့လေ့ကျင့်တဲ့အခါမှာအစ္ဆဒလေ့ကျင့်ပြီးတော့ကြည့်ရှုတဲ့အခါမှာဗဟိတကိုကြည့်ရှုတယ်လို့ဒီလိုဆိုလိုတာအဲ့ဒါဟာအဘိဘာယရဏဇန်စွမ်းအင်တစ်ခုပဲဒါကြောင့်မို့လို့အကျဉ်းချုပ်ပြောရမယ်ဆိုရင်အစ္ဆဒ၌လေ့ကျင့်ပြီးတော့ဗဟိတမှာဒီကျေဝန်းကျေပြတ်တဲ့အာယုံဖြစ်စေမကျေပြတ်တဲ့အာယုံဖြစ်စေအဲ့ဒီအာယုံနှမျိုးကိုကြည့်ရှုနိုင်စွမ်းရှိတဲ့တမာတိစွမ်းအားသူတွေမှာဥပမာမဲ့တမာတိကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့ဒိဗ္ဗစက္ခုနဲ့ကြည့်တယ်ဆိုပါစို့တမာတိစွမ်းအားနဲ့ဒိဗ္ဗစက္ခုနဲ့ကြည့်အဲ့ဒီတမာတိစွမ်းအားရလို့ဒီဇာအဆင့်မြင့်လို့တမာတိတွေအလွန်ကောင်းလို့ကိုကြည့်ကျင်တဲ့နေရာကိုအလင်းအောင်ဖြန့်ကျက်ပြီးတော့ဒိဗ္ဗစက္ခုလို့ဆိုတဲ့ဒီနတ်မျက်စိလို့အစွမ်းထက်တဲ့တမာတိစွမ်းအားနဲ့ကြည့်လိုက်တဲ့အခါမှာတမန်ပုဂ္ဂိုလ်တွေအဲ့ဒီလိုမြင်ကွင်းထဲမှာဘာတွေမြင်တတ်တုံဆိုလို့ရှိရင်အလွန်ကြောက်မဲ့ဖွယ်ရာကောင်းတဲ့တရားကြီးတွေရုပ်သွင်းတန်တန်လည်းပဲပေါ်လာတယ်။အဲဒီဓမ္မကြောက်မဲ့ဖွယ်ကောင်းတဲ့တရားတွေမျိုးစုံမိမိရဲ့မြင်ကွင်းထဲမှာပေါ်လာအဲ့ဒါလို့ပေါ်လာတဲ့အခါစိတ်ဓာတ်မခိုင်တဲ့ပုဂ္ဂိုလ်တွေကြတော့ယူသွတ်သွားတယ်ဒါကြောင့်မို့လို့တချို့ကမ္မထာအထုတ်ရင်ယူသွားတယ်ဆိုတာရှိတယ်ကမ္မထာအထုတ်လို့ယူတာမဟုတ်ဘူးအမှန်ကတော့နော်ကိုယ်စိတ်စွမ်းအားတွေဟာမကောင်းတဲ့အချိန်မှာစိတ်စွမ်းအားတွေညံ့နေတဲ့အချိန်မှာ
ကြောက်မဲ့ဖွယ်ရာအာယုန်တွေကိုမြင်လိုက်တဲ့အခါမှာလူတွေဟာလန့်ဖြန့်သွားတာမြတ်စွာဘုရားမှာအဲ့ဒါလိုလန့်ဖြန့်သွားတာမရှိဘူးတမာရီစွမ်းအားတွေမတန်ကြည့်တော့လောကမှာကြောက်မဲ့ဖွယ်ရာကောင်းလာတဲ့သရဝါကြီးတွေဘလူကြီးတွေရက်ခိုက်ကြီးတွေအဲ့ဒါလိုအယုတ်ဆိုးအကြီးတန်ပြီးတော့ဘယ်လိုမှကြည့်လို့မရကြောက်မဲ့ဖွယ်ကောင်းလာတဲ့ပုံပန်းတရံကြီးတွေမြတ်စွာဘုရားအမျိုးစုံတွေ့ရတော့လည်းပဲစိတ်ဓာတ်ဘယ်လိုမှကြောက်လန့်တုန်လှုပ်သွားတာမျိုးမဖြစ်ဘူးလို့ဆိုတာအခုလိုမာနလိုဒီလိုတဦးတယောက်ရဲ့ဆုံတွေ့မှုမှာဘယ်မှာဘုရားဟာကြောက်လန့်မလဲလောကကြီးတစ်ခုလုံးစัจ java လာတစ်ခုလုံးမှာထူးခြားလာတဲ့သရဝါမျိုးစုံကိုမြတ်စွာဘုရားသမာဓိစွမ်းနဲ့အကုန်လုံးကြည်ဘူးတယ်နော်တယံပညာသစ္စိကတ္တဝပဝေဒေမိသို့တော်မြတ်စွာဘုရားမြင်တိုင်းအကုန်ဟောသလားလို့ဆိုမဟောဘူးဘာလို့မဟောလဲဆိုရင်လူဆိုတာယုံတဲ့လူရှိတယ်မယုံတဲ့လူရှိတယ်မယုံတဲ့လူတွေအတွက်အလကားသာအပြစ်တွေဖြစ်မှာဆိုလို့မြတ်စွာဘုရားသက်သေပြနိုင်မှာပဲဟောတယ်တချို့မဟောဘဲနဲ့ထားဥပမာမဲ့ရှင်မမောက္ကလံကိုရောမြတ်ခေစကုတ်တောင်ဆောင်ကနေအဖော်ဖြစ်တဲ့ရှင်လက္ခဏာနဲ့အတူရာဇဂြိုလ်မြို့တဲ့ဆွမ်းခံဝင်မှုတောင်ပေါ်ကဆင်းလာတဲ့အခါမှာကောင်းကင်ယံမှာကဲပါယူပါနဲ့အော်ဟစ်ညည်းညူနေတဲ့သရဝါတကောင်ရဲ့အတန်ကိုကြားတဲ့အခါမှာကောင်းကင်ကိုမော့ကြည့်လိုက်တယ်မော့ကြည့်တယ်ဆိုပေမဲ့ပဂရိမျက်စိရဲ့မြင်ကွင်းနဲ့မြင်တာမျိုးမဟုတ်ဘူးပေါ့ကောင်းကင်ယံကသရဝါတွေဟာသူ့ရဲ့အသိဉာဏ်ထဲမှာဒီတယ်လီဗီရှင်းထဲမှာရုပ်ပုံလွှာကြီးပေါ်လာတယ်လို့ပေါ်လာတယ်။ဘာကြီးပေါ်လာတယ်လဲလို့ဆိုရင်အယိုးစုပြိတ္တာကြီးစကလတန်ကြီးပေါ့နော်။အယိုးပဲရှိတယ်။အသားလုံးဝမရှိဘူးအရေလုံးဝမရှိဘူး။အဲ့ဒီအယိုးကြီးဟာကောင်းကင်ပြန်ပြီးတော့သရဝါကြီးတစ်ကောင်ဟာအယိုးတွေနဲ့တိဆောက်ထားတဲ့သရဝါကြီးတစ်ကောင်ကိုငှက်တွေကဝိုင်းဝန်းပြီးတော့ထိုးစိတ်နေတဲ့အခါမှာအော်ဟစ်ညည်းညူပြီးတော့ရုန်းကန်ထွက်ပြေးနေတဲ့ပုံတရံကိုရှင်မောက္ကလံဟာတွေ့ရှိအဲ့ဒါလို့တွေ့ရှိတဲ့အခါရှင်မောက္ကလံကပြုံးလိုက်တယ်အဲ့ဒါပြုံးတာကိုနောက်ကနေအတူတကွစကားပြောရင်းလိုက်လာတဲ့ရှင်မောက္ကလံရဲ့ပြုံးသွားတဲ့အမူအရာကိုကြည့်တော့ရှင်လက္ခဏာမေးတယ်ရှင်မောက္ကလံဘာကိုပြုံးတာလဲလို့မေးတော့ရှင်မောက္ကလံကဒီမေးခွန်းဒီနာမမေးနဲ့အောင်ဆွမ်းခံပြန်တဲ့အခါမှာဖယားရှိရောက်မှပဲမေးပါလို့ဒီလိုပြောထားဆွမ်းခံတူတူသွားကြတယ်ဆွမ်းမခံဆွမ်းမစားပြီးတဲ့နောက်နေတရာမှာနေလို့အလုံးနေ့လေကုံဆုံးလို့ညနေပိုင်းရောက်တဲ့အခါမှာနှစ်ပါးတူတူဖယားရှိကိုသွားကြသွားတဲ့အခါမှာမေးခြင်းတို့အောင့်နေရတဲ့ရှင်လက္ခဏာဖယားရှိရောက်တဲ့အခါမနေ့တုန်းကတောင်ပေါ်ကအစဉ်ကိုတော့ပြုံးတာဘာလဲဆိုတာကိုဘုရားရှိခိုးမေးတော့အဲ့ဒီမှာသူကပြောပြကောင်းကင်ယံမှာတဲ့ငှက်တွေကထိုးစိတ်နေလို့အော်ဟစ်ညည်းညူနေတဲ့အယိုးစုပြိတ္တာကြီးကိုသူမြင်ရတယ်ပေါ့အဲ့ဒီကောင်းကြီးကိုမြင်လိုက်တဲ့အခါမှာငါတို့ဟာဒီလိုဘဝမျိုးကလွတ်ရပြီလို့စိတ်ထဲမှာကျေနပ်တဲ့အပြုံးနဲ့ပြုံးမိတာအဲ့ဒီနေရာမှာရှင်မမောက္ကလံဟာဘာကြောင့်ပြုံးတာတုံးဆိုတာဟာအယိုးစုပြိတ္တာကြီးကိုမြင်လို့ပြုံးတာမဟုတ်ဘူးအယိုးစုပြိတ္တာကြီးကိုမြင်ပြီးတဲ့နောက်မှာငါတို့ဟာဒီလိုဘဝမျိုးကလွတ်ရပြီလောကမှာအလွန်ထူးဆန်းတဲ့သရဝါတွေရှိနေတယ်ဆိုတာသိရှိပြီးတော့ဒီဘဝမျိုးကတို့လွတ်ပြီဆိုတာကိုจิตနဲ့အားရတဲ့အပြုံးမျိုးနဲ့ပြုံးတာလို့ဆိုတော့မြတ်စွာဘုရားကထောက်ခံပြီးတော့ပြောတယ်ဟုတ်တယ်ဒီတတ္တဝါကြီးကိုငါခုမှပြောရမယ်တဲ့ငါဘောဓိမန္တိုင်မှာဖျားဖြစ်စကြတဲ့ကလောကကြီးတစ်ခုလုံးကိုရှုစားကြည့်ရှုတဲ့အခါမှာဒီလိုထူးဆန်းတဲ့တရားဝါကြီးတွေမြောင်များစွာငါတွေ့တယ်ဒါပေမဲ့ဘု து ကိုမှဒီအကြောင်းငါမပြောခဲ့ဘူးဘာဖြစ်လို့မပြောသလဲလို့ဆိုရင်ငါပြောတာကိုမယုံမှုကြဘူးဆိုလို့ရှိရင်အကျိုးမဲ့ဖြစ်ကြမှာဆိုလို့သူတစ်ပါးတွေရဲ့စိတ်ဓာတ်ကိုကာကွယ်တဲ့အနေနဲ့မြတ်စွာဘုရားဘု து မှမပြောခဲ့တာမှန်တယ်အေးအခုတော့မောက္ကလံတက်တိထူမဲ့ပုဂ္ဂိုလ်ရှိပြီငါတူးလည်းမြင်တာမဟုတ်ဘူးမောက္ကလံလည်းမြင်တယ်ဆိုတော့ငါပြောမယ်တဲ့အဲ့ဒီတတ္တဝါကြီးဟာတခြားမဟုတ်ဘူး
လူဘဝတုန်းကရာဇဂြိုလ်မြို့မှာနွားသတ္တမဖြစ်ခဲ့တယ်နွားသတ္တမဖြစ်ပြီးတော့တစ်သက်လုံးနွားတွေကိုတတ်ဖြတ်ပြီးနော်နွားတွေကိုတတ်ဖြတ်ပြီးတော့အမဲသားရောင်းချတဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့အဲ့ဒါလို့ဖြစ်ရကနေနွားသတ္တမဘဝကတည်တဲ့အခါမှာငရဲကျသွားငရဲမှာနှစ်ပေါင်းများစွာခံကြပြီးတဲ့အခါငရဲကလွတ်လာတော့ဟောဒီပြိတ္တာဘဝရောက်လာတာတဲ့ငရဲကလွတ်လာတော့ဘာကြောင့်ပြိတ္တာဖြစ်တယ်လဲလို့ဆိုလို့ရှိရင်လူဆိုတာကိုယ့်ရဲ့မြင်ကွင်းနဲ့အလားတရံတူတာမျိုးဖြစ်တယ်။နွားတတ်တဲ့ပုဂ္ဂိုလ်ဟာအမြဲတမ်းအသားနဲ့အယိုးခွဲခြားပြီးတော့မြင်နေတာ။နွားတစ်ကောင်လုံးကိုဖျက်လိုက်တဲ့အခါမှာနွားရိုးတွေအမဲရိုးတွေပဲမြင်နေတယ်။အဲ့ဒီအမဲရိုးတွေဟာသူ့မျက်လုံးထဲကအမြဲတမ်းမြင်ကွင်းကြီးထဲမှာရှိနေ။ဒါကြောင့်မို့ငရဲကလွတ်လာတဲ့အခါမှာအဲ့ဒီမြင်ကွင်းကစိတ်ထဲမှာစွဲနေတာမလွတ်သေးဘူးအဲ့ဒီမြင်ကွင်းကြီးအတိုင်းပဲသူ့မှာလည်းပဲအယိုးတွေကြီးပဲဖြစ်လာတယ်အသားမပါတဲ့သရဝါကြီးသို့တော်ဒီအယိုးတွေဟာဒီ sensation ရှိတဲ့အယိုးတွေဖြစ်လာထိရင်နားတယ်နော် sensitive ဖြစ်တဲ့အယိုးကြီးတွေအဲ့ဒါလို့ sensation ရှိတော့ဒီပြိတ္တာကောင်ကြီးကိုမြင်ရတဲ့သူ့ကိုနှိပ်စက်ညှဉ်းပန်းတဲ့တခြားသရဝါအကောင်ကြီးတွေကသူ့ခန္ဓာကိုယ်တမင်တက်တက်လိုက်ပြီးတော့ထိုးဆွားနှိပ်စက်တာသူဟာအော်ဟစ်ညည်းညူပြီးတော့ဒုက္ခခံနေရတယ်ဒီတတ္တဝါကြီးဟာနွားသတ္တမဘဝကနေပြီးတော့ငရဲကြငရဲဘဝကနေလွတ်လာတဲ့အခါအခုပြိတ္တာဘဝရောက်နေတာလို့မြတ်စွာဘုရားသူ့ရဲ့စာကြောင်းကိုဖော်ပြအဲ့ဒီလိုမြတ်စွာဘုရားရဲ့တမာတိစွမ်းအားတွေဟာအလွန်ကြောက်ရွံ့ဖွယ်ရာကောင်းတဲ့သတ္တဝါကြီးတွေထိအောင်မြင်နိုင်စွမ်းရှိတာမြင်လဲမြင်ထားတယ်မြင်ထားတဲ့အတိုင်းမှာဆက်လက်ပြီးစဉ်းစားတယ်ဒါလောက်ထူးဆန်းတဲ့ကြောက်မဲ့ဖွယ်ကောင်းတဲ့သတ္တဝါကြီးတွေဟာဘာများလုပ်ခဲ့လို့ဒီလိုဖြစ်ရတာပါလိမ့်ဆိုတာကိုလဲမြတ်စွာဘုရားအသေးစိတ်ဉာဏ်တော်ကြီးနဲ့သိရှိခဲ့တယ်အဲ့ဒါသိရှိလို့ဘုရားဟောသမျှတရားတွေဟာလွဲမှားမှုမရှိတာဘာကြောင့်လို့ဆိုရင်မြတ်စွာဘုရားတယံအဘိညာသစ္စိကတ္တဝါပဝေဒေမိတယံအဘိညာကိုယ်တိုင်သိပြီးတဲ့နောက်သစ္စိကတ္တဝါလက်တွေ့ကိုယ်တိုင်ရှာဖွေကြည့်ပြီးတော့မှပဝေဒေမိလောကသားတွေသိဖို့အတွက်ပြောတဲ့အခါမှာမြတ်စွာဘုရားပြောတယ်အေးအမတန်မှသိထူးဆန်းတဲ့တရားမျိုးတွေမြတ်စွာဘုရားကအားလုံးကမ္ဘာလောကကြီးမှာဘာတွေရှိတယ်ဆိုတာကိုရောမြတ်ဒီတမာတိစွမ်းအားနဲ့ကြည့်လိုက်တိုင်းဟာဒီဆင်းရဲဒုက္ခရောက်နေကြတဲ့တရားတွေအားလုံးမိမိရဲ့ဉာဏ်ထဲမှာဒီတယ်လီဗီရှင်းစကင်ပေါ်မှာပေါ်လာတဲ့ရုပ်ပုံလွှာတွေလိုပဲအကုန်သိတယ်အဲ့ဒီတည်းပို့ပြီးတော့သိတာတော့ဘာကြောင့်ဒီတရားဟာဘာကြောင့်ဒီမှာဖြစ်ရသလဲဆိုတာပါသူလုပ်ခဲ့တဲ့အတိတ်ဘဝတွေကိုပါမြတ်စွာဘုရားကအကုန်လုံးသိတယ်ပေါ့သိသည့်အတွက်ကြောင့်ကံကံဤအကျိုးဆိုတာကိုဘုရားဟောတာဖြစ်တယ်မသိဘဲနဲ့ရန်ဟောတာမျိုးမဟုတ်ဘူးအားလုံးတဦးတယောက်စီရဲ့လှုပ်ဆောင်ချက်တွေကိုကြည့်ပြီးဒီလိုစိတ်နေစိတ်ထားရှိတဲ့ပုဂ္ဂိုလ်ကဒီဘဝကသိရင်ဘယ်ကိုသွားမယ်ဒီလိုစိတ်နေစိတ်ထားရှိတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်ကိုသွားမယ်ဒီအလုပ်တဲ့ပုဂ္ဂိုလ်တွေကဘယ်ကိုသွားမယ်ဆိုတာမြတ်စွာဘုရားကဘယ်ပုံရောက်မယ်ဆိုတာကိုလည်းအသေးစိတ်သိတယ်ပေါ့အဲ့ဒါလို့အသေးစိတ်သိတဲ့တမာတိအခြေခံတဲ့စွမ်းအင်ဉာဏ်ကြီးတွေဟာမြတ်စွာဘုရားမှာကြီးမားတယ်အဲ့ဒီအဘိဘာယတနာလို့ဆိုတဲ့ဇန်စိတ်စွမ်းအားတွေနဲ့လောကကြီးမှာရှိသမျှအယောင်အသွေးမျိုးစုံအညိုရောင်ပဲဖြစ်စေအနီရောင်ပဲဖြစ်စေအဖြူရောင်ပဲဖြစ်စေနော်အဝါရောင်ပဲဖြစ်စေအဲ့ဒါလို့လောကသားတွေရှိသမျှလောကမှာရှိသမျှတရားဝါကြီးတွေအားလုံးမြတ်စွာဘုရားကြည့်ရှုသုံးသပ်ဆင်ခြင်တော်မူခဲ့ဘူးတာတွေဖြစ်တော့ဘယ်တရားဝါကိုမြင်ရဘလောက်ကြောက်မွဲ့ဖွယ်ကောင်းတဲ့တရားဝါကြီးတွေကိုမြင်မြတ်စွာဘုရားမှာစိုးရွံ့ခြင်းထိတ်လန့်ခြင်းကြောက်ရွံ့သွားခြင်းဆိုတာမရှိဘူးအေးစွဲမဲ့ဖက်ကောင်းတဲ့အလွန်ချောအလွန်လှတဲ့ရုပ်ပုံလွှာတွေကိုမြင်တဲ့အခါမှာလည်းပဲတွေ့တာခြင်းနှစ်သက်ခြင်းဆိုတဲ့ဒီလိုတဏှာရာဂစိတ်မျိုးတွေလည်းမြတ်စွာဘုရားမှာတတ်မဲ့ခြင်းဆိုတာလည်းလုံးဝမဖြစ်ဘူးစိတ်ဓာတ်တည်ငြိမ်မှုနဲ့ယက်တည်နိုင်
အဲ့ဒါကိုထင်ရှားသိစာဖို့အတွက်မြတ်စွာဘုရားကအဘိပါယရဏ10မျိုးဆိုတာစံစိတ်တွေရဲ့စွမ်းအားတွေကို10မျိုးခွဲပြီးတော့ရှင်အနန္ဒာကိုဟောကြားခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီ10မျိုးကအစ္ဆတမှာလေ့ကျင့်ပြီးတော့ဗဟိတကိုကြည့်လို့ရတဲ့စိတ်စွမ်းအားကအစ္ဆတမှာကြည့်ပြီးတော့ဗဟိတအာယုံတစ်မျိုးကိုကြည့်ကျင်းမြောင်းတဲ့အာယုံတစ်ခုကိုကြည့်ဖို့စိတ်စွမ်းအားနဲ့ကြီးမားတဲ့အာယုံတစ်ခုကိုကြည့်ဖို့စိတ်စွမ်းအားလို့ဒီလိုနှမျိုးနောက်တစ်ခါဗဟိတမှာပဲလေ့ကျင့်ပြီးတော့ဗဟိတအာယုံ2မျိုးကိုကြည့်ရှုနိုင်တဲ့စိတ်စွမ်းအားအဲ့ဒီဗဟိတအာယုံတွေထဲမှာကာလာတွေနဲ့အညိုရောင်ရှိတဲ့ရုပ်ပုံလွှာတွေအဝါရောင်ရှိတဲ့ရုပ်ပုံလွှာတွေအနီရောင်ရှိတဲ့ရုပ်ပုံလွှာတွေအဖြူရောင်ရှိတဲ့ရုပ်ပုံလွှာအဲ့ဒီအာယုန်တွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားပိုင်နိုင်တိတိကျကျလွှမ်းမိုးပြီးချုပ်ကင်ပြီးသိနိုင်တယ်လို့ရှင်အနန္ဒာကိုဟောကြားတာရှင်အနန္ဒာကငလျင်ကြီးလှုပ်သွားတော့ရှင်ဘုရားငရင်ဘာကြောင့်လှုပ်ထားတော့ဆိုတဲ့မေးခွန်းကိုဖြေရင်ရှင်အနန္ဒာထပ်မမေးခင်မြတ်စွာဘုရားကဒီအာယုသင်္ခါရလွတ်လိုက်လို့လှုပ်တယ်ဆိုတဲ့အဖြေမပေးခင်မြတ်စွာဘုရားသူ့ရဲ့အတွေ့အကြုံတွေကိုရှင်အနန္ဒာကိုရှင်းပြတယ်ပေါ့အဲ့ဒါရှင်းပြပြီးတဲ့အခါမှာဝိမောက္ခ10မျိုးဆိုတာကိုတခါရှင်းပြဝိမောက္ခ10မျိုးဆိုတာတခြားမဟုတ်ဘူးစံကျင်ဘက်ကစိတ်ဓာတ်တွေလွတ်မြောက်သွားတယ်အာယုန်တွေကနေပြီးမွေးလျော်မှုမှစိတ်ဓာတ်တွေလွတ်မြောက်သွားတယ်အဲ့ဒီလွတ်မြောက်မှုဆိုတဲ့ဝိမောက္ခအဲ့ဒီဝိမောက္ခ10မျိုးရှိတယ်ဆိုပြီးတော့မြတ်စွာဘုရားရှင်းလင်းပြီးတော့ရှင်အနန္ဒာကိုဟောတယ်အဲ့ဒီဝိမောက္ခ10မျိုးမှာဒီအစ္ဆဒဗဟိတ2မျိုးလုံးမှာလေ့ကျင့်ပြီးတော့အစ္ဆဒဗဟိတ2မျိုးလုံးကိုသိစွမ်းနိုင်တဲ့ဇန်စိတ်စွမ်းအားတစ်မျိုးအဲ့ဒီအစ္ဆဒယုတ်မှာဗဟိတယုတ်မှာလေ့ကျင့်ပြီးတဲ့အခါဗဟိတမှာအာယုံပြုပြီးတော့ကြည်နိုင်တဲ့ဇန်စိတ်စွမ်းအားကတစ်မျိုးနောက်တရဝအာယုန်တွေကိုခင်မင်ပွဲရာအကျိုးစီးပွားကိုလိုလားတဲ့အနေနဲ့ကြည်နိုင်တဲ့စိတ်စွမ်းအားကတစ်မျိုးဆိုပါစို့တရဝအလုံးကိုကြည်တဲ့အခါမှာမြတ်စွာဘုရားသူတို့ရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်နဲ့ကြည်တယ်ဘယ်တော့မှမုန်းတီးတဲ့စိတ်နဲ့မကြည်ဘူးအကျိုးစီးပွားကိုလိုလားတဲ့စိတ်နဲ့ကြည်တာဖြစ်သောကြောင့်မေတ္တာဇံရဲ့အာယုံဟာကောင်းမြတ်တဲ့အာယုံမျိုးသာလည်းဖြစ်တယ်ပေါ့ဒုက္ခရောက်နေတဲ့တရားတွေအောင်မြင်ကြီးပွားပြီးတော့တိုးတက်နေတဲ့တရားတွေအလုံးကိုကြည့်လိုက်တဲ့အခါမြတ်စွာဘုရားရဲ့စိတ်ထဲမှာထိုတရားတွေရဲ့အကျိုးကိုလိုလားတဲ့စိတ်တွေသာဖြစ်ပြီးတော့နေတာဖြစ်လို့ဒီစိတ်ဆွမ်းအားတွေဟာလည်းပဲမကောင်းတဲ့ဒေါသတွေမကောင်းတဲ့အတွေးတွေကလွတ်မြောက်စေတတ်တာဖြစ်သောကြောင့်ဝိမောက္ခလို့ခေါ်တယ်။နောက်တစ်ခါယုံနဲ့ဆိုင်ရာတွေကိုလွတ်မြောက်သွားစေတတ်တဲ့အရူပဇံလို့ခေါ်တဲ့ကတန်းယုတ်တွေကိုအခြေမခံတော့ပဲနဲ့အာဂတအခြေခန္ဓာကအဆင့်ဆင့်တက်သွားပြီးတော့နောက်ဆုံးမှာအဝတ္တမနုညံ့သိမ်မွေ့ပြီးတော့စိတ်ဆွမ်းအားဟာမြည်မြဒီသိဖို့ခက်ခဲသွားတော့သည့်ထိအောင်သိမ်မွေ့သွားတယ်သိမ်မွေ့သွားတယ်ဆိုတာဘယ်လိုသိမ်မွေ့သွားတာလဲလို့ဆိုလို့ရှိရင်အသိစိတ်ရှိမှရှိပါတော့မလားလို့ဆိုလောက်အောင်သိမ်မွေ့သွားတဲ့စံသမဘာမျိုးထိအောင်မြတ်စွာဘုရားအောင်မြင်ပေါက်ရောက်တော်မူခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီနောက်မှာတော့စိတ်ဆိုင်ရာစိတ်ပိုင်းဆိုင်ရာအသိစိတ်တွေလုံးဝချုပ်ငြိမ်းသွားပြီးတော့ရုပ်ကြည်တက်တက်ကြံတဲ့និရောဓသမဘတ်လို့ဆိုတဲ့ဒီအဆင့်မျိုးကိုလည်းပဲမြတ်စွာဘုရားရောက်တော့និရောဓသမဘတ်ဆိုတာရုပ်တွေအလုံးကနေလွတ်မြောက်စိတ်တွေအလုံးကနေလွတ်မြောက်ပြီးတော့ရုပ်တက်တက်ကြံတဲ့အတိုင်းအတာထိအောင်စိတ်ဆွမ်းအားဟာအလွန်ထက်မြက်တယ်ဆိုလိုတာကဘာလို့ဆိုရင်လူတွေရဲ့စိတ်ဖြစ်စဉ်ကြီးဟာဘယ်တော့မှရပ်တန့်ထားလို့မရဘူးရုပ်ဖြစ်စဉ်တွေစိတ်ဖြစ်စဉ်တွေဆိုတာရပ်တန့်လို့မရဘူးရပ်တန့်တဲ့ဤစနစ်တာမန်လူတွေမှာမရှိနိုင်ဘူးเนาะကိုယ်ဖြစ်နေတဲ့စိတ်တစ်ခုကိုဘာနဲ့ရပ်ထားမလဲရပ်လို့မရဘူးစိတ်ဟာအာယုန်တစ်ခုတည်းထားတော့လည်းပဲဒီအာယုန်မှာထပ်တလဲလဲဖြစ်နေတဲ့စိတ်တွေဟာရပ်သွားတာရဲ့လို့မရှိဘူး
သို့တော့မြတ်စွာဘုရားရဲ့ဤစနစ်အရာဆိုလို့ရှိရင်စိတ်ကိုခိတ္တခဏ pause လုပ်ထားလို့ရတယ်အဲ့ဒါကိုនិရောဓသမဘတ်လို့ခေါ်တယ်និရောဓသမဘတ်ဆိုတာစိတ်ကို pause လုပ်လိုက်တာဘယ်လို pause လုပ်လိုက်တာတော့ဆိုဝိပဿနာတစ်လက်တမာတိတစ်လက်သမထတစ်လက်ဝိပဿနာတစ်လက်ဝင်စားပြီးတော့စိတ်ကိုတိမ်မွေ့တဲ့တိမ်မွေ့သွားအောင်တိမ်မွေ့တဲ့တိမ်မွေ့သွားအောင်လေ့ကျင့်သွားပြီးတော့နောက်ဆုံးအလွန်တိမ်မွေ့သွားတဲ့စိတ်ပြီးတဲ့အချိန်မှာစိတ်တွေဟာအလုံးရပ်တန့်သွားအဲ့ဒီရပ်တန့်လိုက်တဲ့အခါမှာကာမစယုတ်နဲ့ယုတ်တေတာကြံတော့လူဟာသေတဲ့ပုဂ္ဂိုလ်နဲ့မခြားတော့ကွဲပြားတာကတော့ဘာလို့ဆိုရင်သေသွားလို့ရှိရင်ပတာရယုတ်တွေပြတ်သွားဒါကြောင့်မို့လို့ဆရာဝန်တွေကဒီလူတယောက်အသက်ရှိသေးလားမရှိသေးဘူးလားဆိုတာမျက်လုံးဖြဲပြီးတော့ဓာတ်မီးနဲ့ထိုးကြည့်တာတငယ်အိမ်တို့ဘာလို့ကြည့်ပုံရအဲ့ဒါလို့ကြည့်ပြီးတော့လူဟာအသက်ရှင်သေးသလားအသက်မရှင်တော့ဘူးလားဆိုတာကိုကြည့်ကြတာလေအေးនិရောဓသမဘဝင်စားတဲ့ပုဂ္ဂိုလ်ဟာဗဂတိအတိုင်းပဲရှိတယ်သို့တော့သူ့မှာအသိစိတ်တွေလုံးဝရဆိုင်သွားအသိစိတ်တွေရဆိုင်သွားပြီးတော့ရုပ်တရားတွေကိုထိမ့်သိမ်းဆောက်ရှောက်တဲ့ရုပ်ဇီဝိတ္တိန္ဒြေဆိုတာလေးပဲကြံတော့တယ်အဲ့ဒီအဆင့်မျိုးထိအောင်မြတ်စွာဘုရားရဲ့ဤစနစ်တွေထဲမှာရှိတယ်လူတွေရဲ့တဏ္ဍာမှာဒီဘလောက်ထိအောင်လူတွေဟာဒီအသိစိတ်နံတရားတွေကိုရပ်တန့်ထားတဲ့အခါမှာရုပ်ဆိုတဲ့ရုပ်ကိုစောင့်ရှောက်တဲ့ရူပဇီဝိတ္တိန္ဒြေလို့ခေါ်တဲ့ရုပ်ကိုစောင့်ရှောက်တဲ့ဇီဝိတ္တဆိုတဲ့အသက်လေးဟာရုပ်ပိုင်းဆိုင်ရာအသက်ကလေးတစ်ခုကတော့ကျန်နေအဲ့ဒီရုပ်ပိုင်းဆိုင်ရာအသက်ကလေးကိုအမိပြုပြီးတော့ဒီအသိစိတ်တွေဟာပြန်ပေါ်လာအောင်လုပ်လို့ရတယ်လို့ဆိုတာအကယ်၍သာရုပ်ဇီဝိတ္တိန္ဒြေပါပြည့်ရင်းသွားမယ်ဆိုလို့ရှိရင်အသိစိတ်ဟာပြန်ပေါ်လာမှာမဟုတ်ဘူးတဲ့ဘာနဲ့ဥပမာပေးထားတော့ဆိုလို့ရှိရင်ရှင်းတော့ကမီးရဖို့ဆိုတာအလွန်ခဲရင်းတယ်တစ်သားနှစ်ချောင်းကိုမာတဲ့အနှစ်တစ်သားနှစ်ချောင်းကိုပုတ်နိုင်မှပူးနေအောင်ပုတ်ပြီးတော့အခါကြတော့မှမီးဆိုတာဖြစ်အောင်လုပ်လို့ရအဲ့ဒီနောက်တိုးတက်လာတဲ့အခါဒီကြောက်နဲ့တန်ကြောင်နဲ့ပုတ်ပြီးတော့မီးဖြစ်အောင်လုပ်တဲ့နည်းတွေပေါ်လာတယ်နောက်ပိုင်းကျတော့ရမ်းနဲ့မီးဖြစ်အောင်လုပ်လာတယ်အခုနောက်ပိုင်းအခုလက်ရှိအနေအထားမျိုးကြတော့ gas နဲ့မီးဖြစ်အောင်လုပ်လာတယ်ပေါ့နော်မီးချစ်တွေဟာတဖြည်းဖြည်းတိုးတက်များပြားလာလွယ်ကူလာတယ်ပို့ပြီးတော့ခဏခေတ်မှာတော့ gas မီးချစ်တွေဖြစ်လာတယ်ပေါ့အဲ့ဒါလိုပဲရှေးခေတ်တုန်းကမီးတစ်ခုရဖို့ဆိုတာအမှန်တမ်းခဲရင်တော့ဘာလို့ကြတော့ဆိုအနှစ်သားနဲ့စိုက်ထားတဲ့မီးကြီးခဲလေးအဲ့ဒီမီးကြီးခဲလေးကိုညအချိန်မှဆိုလို့ရှိရင်ဒီသမင်းမှာချက်ပြုတ်ပြီးတဲ့အခါမှာနက်နဲ့အချိန်မှာမီးရဖို့အတွက်လူတွေဟာဘာလုပ်ကြတော့ဆိုအဲ့ဒီမီးခဲလေးကိုပြာတွေနဲ့ဖုံးပြီးတော့ထားကြပြာတွေနဲ့ဖုံးထားတဲ့မီးခဲလေးဟာမနဲ့အိပ်ရထားတဲ့အခါပြာတွေဖယ်လိုက်လို့ရှိရင်မီးခဲရဲရဲလေးတွေ့ပြန်အဲ့ဒီမီးခဲရဲရဲလေးကိုမှလောင်စာလေးထည့်ပြီးတော့အခါမီးတော့ပြန်ဖြစ်အောင်လုပ်ကြရှေးကအဲ့ဒါလိုလုပ်လို့ရှိတယ်ဘုန်းကြီးတို့ကိုယ်တိုင်ပဲဒါမိခဲ့တယ်နော်မိခဲ့ပြာလေးနဲ့ဖုံးထားတဲ့မိခဲလေးဟာမနဲ့လင်းတဲ့အခါကျတော့ရေပေါ်စာလေးလွှစာလေးနဲ့ထင်းချောင်းအသေးလေးတွေနဲ့မိကိုပြန်မှုေးယူရတယ်ပေါ့အဲ့ဒါလိုတောရွာဒေသတွေမှာအဲ့ဒါလိုမိရအောင်ကြိုးစားအဲ့ဒီမိခဲလေးကိုအခြေပြုပြီးတော့မိထောက်တစ်ခုပြန်ဖြစ်လာသလိုပဲတဲ့လူရဲ့တဏ္ဍာမှာစိတ်ပိုင်းဆိုင်ရာတွေစိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေရောအလုံးချုပ်သွားတဲ့အခါမှာကာမစရုပ်ဖြစ်တဲ့ရုပ်ဇီဝိတ္တိန္ဒြေဆိုတဲ့ရုပ်ခန္ဓာကိုစောင့်ထိန်တဲ့ဒီရုပ်ကလေးဟာမိခဲလေးပမာပြအုပ်ထားသလိုအေးလောင်စာတွေထည့်ပေးလိုက်တဲ့အခါအဲ့ဒီကနေပြီးမီးပြန်တောက်လာသလိုပဲလူတွေရဲ့အသိစိတ်တွေဟာပြန်လန်ပြီးတော့နိုးကြားလာတာရှိတယ်လို့ဒီလိုဆိုအဲ့ဒီသဘောပဲဒီတမဘတ်စွမ်းအားနဲ့လူဘဝမှာအဲ့ဒါလိုစိတ်ဓာတ်တွေကိုချုပ်ငိမ့်တော့အောင်လှုပ်ထားလို့ရတယ်လို့ဘဝမှာလည်းပဲစိတ်တွေပေါ်မှာအပြစ်မြင်ပြီးတော့စားကြတာလဲဒီစိတ်ကြောင့်ပဲသွားကြတာလဲဒီစိတ်ကြောင့်ပဲဒီစိတ်မရှိရင်ကောင်းမယ်ရုပ်ကြည့်ဆိုရင်အေးတာပဲဆိုတဲ့အတွေးတွေတွေးပြီးတော့တရားကျင့်တဲ့အခါစိတ်ပေါ်မှာရွံရှာမုန်းတီးပြီးတော့တရားကျင့်သည့်အတွက်ကြောင့်အသိဉာတဘုံဆိုတဲ့
တင်ညာမဲ့တဲ့စိတ်ဓာတ်မပါတဲ့ရုပ်ကြည်တသက်ဖြစ်တဲ့ပုံမျိုးဆိုတာရှိသေးတယ်ဒီမမီရုပ်တုကြီးလို့ဓမ္ပီရုပ်တုလို့ဟာမျိုးပေါ့နော်ရုပ်တုကြီးလို့သူဟာတသက်လုံးရုပ်ဖယ်ရှိရုပ်ဖယ်ရှိပေမဲ့လို့တစ်တုံးကြီးလို့တော့မဟုတ်ဘူးသူ့မှာကမ္မဇာရုပ်တွေရှိတယ်ပေါ့ကံ့ကြောင့်ဖြစ်တဲ့ရုပ်တွေခုနလိုကံကိုရုပ်တွေကိုထိမ့်သိမ်းဆောက်ရှောက်ကြတဲ့ဇီဝိတနဝကလို့ခေါ်တယ်ဇီဝိတဆိုတဲ့ရုပ်ထိမ့်သိမ်းဆောက်ရှောက်ထားတဲ့အတွက်ကြောင့်သူ့ဘဝအသက်ရှင်နေသမျှကာလပတ်လုံးရုပ်တည်ကြီးဖြစ်ပြီးတော့အသိစိတ်တွေပြန်ပေါ်လာတာနဲ့တပြိုင်နက်သူ့ရဲ့သိဆုံးခြင်းပဲဖြစ်တယ်လို့ဆိုတယ်အဲ့ဒါအတိညတပုံမှာကဘာပေါင်း900ဒီလိုစိတ်ပေါ်မှာယွံမုန်းပြီးတော့ချင့်လို့စိတ်မပါဘဲနဲ့ရုပ်ချီဖြစ်တဲ့တရားမျိုးကလည်းလောကမှာရှိတတ်တယ်ပြမာတွေရှိပေါ့အဲ့ဒါလို့မြတ်စွာဘုရားဟာအခုလို့တရားဓမ္မနဲ့ပတ်သက်ပြီးတော့အစွမ်းကုန်ကြိုးစားအားထုတ်လက်တွေ့ကျင့်သုံးထားတဲ့ထဲမှာဝိမောက္ခ10မျိုးစိတ်ကနေလွတ်မြောက်သွားအောင်လုပ်တဲ့နည်းစနစ်ထိအောင်မြတ်စွာဘုရားသိရှိခဲ့တယ်အဲ့ဒါလောက်အတွေ့အကြုံတွေရင့်ကျက်ထားတဲ့ပုဂ္ဂိုလ်တရားမှာတာမန်အမြင်မျိုးနဲ့တော့ကြောက်လန့်တဲ့စိတ်မရှိဘူးလို့ဆိုလောကကြီးအကြောင်းကောင်းကောင်းသိထားတဲ့ပုဂ္ဂိုလ်တူဟာသိရမယ်ဆိုတာလည်းမကြောက်ဘူးနော်အလုံးကိုရင်ဆိုင်ဝန်းတဲ့စိတ်ဓာတ်ရှိတယ်ပေါ့အဲ့ဒါလို့ရှင်အနန္ဒာကိုဝိမောက္ခ10ပါးကိုလည်းရှင်းပြတယ်အဲ့ဒါလို့ရှင်းပြပြီးတဲ့အခါကျတော့မှရှင်အနန္ဒာရဲ့မေခွန်းကိုဖြေမလို့မြတ်စွာဘုရားကငါတစ်ချိန်လုံးအားတဲ့ဘုရားဖြစ်ပြီးတဲ့နောက်35ရက်ပဲရှိသေးတယ်အစပါလညောင်းပင်နေရင်စရာမြေကန္နာကအစပါလညောင်းပင်အောက်မှာသတင်းသုံးနေထိုင်စဉ်အခါမှာမနတ်ကရောက်လာတယ်ရောက်လာပြီးတဲ့အခါကျတော့ပြိဋိဘာတုဗန္တိဘဂဝါအရှင်ဘုရားခန္ဓာတွေချုပ်ငြိမ်းပြီးတော့အေးအေးနေတော်မူပါပြိဋိဘံဆံဖို့ဆိုပြီးတော့လာလျှောက်တယ်အဲ့ဒီလျှောက်တဲ့အချိန်တုန်းကငါပြောလိုက်တယ်ငါရဲ့တပည့်တာဝကဘိက္ခုဘိက္ခုနီဥပဒကဥပတိကာမလို့ဆိုတဲ့ပရိသတ်၄ပါးဟာတရားဓမ္မနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်လိမ္မာမှုမရှိသေးကြဘူးတဲ့ဒါတွေမကဘူးမိမိငါဟောထားတဲ့တရားတွေကိုသင်ယူပြီးတဆင့်ဟောပြောနိုင်စွမ်းလည်းမရှိကြသေးဘူးဖြစ်ပေါ်လာတဲ့အယူဝါဒလွဲမှားမှုတွေကိုလည်းပဲဖြေရှင်းနိုင်စွမ်းမရှိကြသေးဘူးငါဘုရားချမှတ်ထားတဲ့မဂ္ဂင်၈ပါးအကျင့်တရားဟာလည်းလူသိထင်ရှားကဘာအနှံ့ပြန့်နှံ့ခြင်းမရှိသေးဘူးအဲ့ဒီအလုတ်တွေမလုပ်ရသေးသမျှငါဘယ်တော့မှပြိဋိဘံမဆံဘူးလို့မြတ်စွာဘုရားကအဲ့ဒါလို့မိန့်ချခဲ့တယ်အဲ့ဒါလို့မိန့်ချခဲ့တာကိုအခုတခါ44နှစ်ကြာတဲ့အခါမြတ်စွာဘုရားသခင်ကိုရောမြတ်ဝေသာလီနီးကစာပါဠနတ်ကုန်းမှာသတင်းသုံးနေထိုင်တဲ့အချိန်မနတဟာရောက်လာပြန်တယ်ရောက်လာပြန်ပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကိုအဲ့ဒီတိုင်ပြန်ပြီးတော့လာတိုက်တွန်းတယ်အဲ့တော့စဉ်းစားစရာကဒီမနတ်ဆိုတာဟာတခြားဘာသာတွေမှာလည်းပဲစေတံဆိုပြီးတော့မနတ်သဘောတွေရှိတယ်နော်ဒီဗုဒ္ဓရဲ့ဗုဒ္ဓဝင်ထဲမှာလည်းပဲမာရဆိုတဲ့မနတ်ရှိစာပေကျမ်းကအရာပြောမယ်ဆိုလို့ရှိရင်မာရ5မျိုးရှိတယ်ပေါ့မြတ်စွာဘုရားရဲ့ဒီပိဋကတ်တော်မှာလေ့လာကြည့်မယ်ဆိုရင်ကိလေသာတွေကိုလည်းမာရလို့ခေါ်တာရှိတယ်နောက်တစ်ခါခန္ဓာကိုလည်းမာရလို့ခေါ်တယ်မာရဆိုတာသေစေတတ်တယ်ဖြတ်သမားလို့အဓိပ္ပာယ်ရတယ်ပေါ့နော်ဖြတ်စီတတ်တယ်သေစေတတ်တယ်ဒီလိုဆိုလို့တတ်တတ်တယ်ဆိုတဲ့အဓိပ္ပာယ်ခန္ဓာဟာလည်းပဲလူတွေသေတာဟာခန္ဓာရဲ့ဖြတ်စီမှုပဲလို့ဒီလိုပြောတာဒါကြောင့်မလို့ခန္ဓာကိုလည်းမာရလို့ခေါ်တယ်ကိလေသာတွေဟာလည်းပဲတရားတွေကိုပျက်စီးစေတတ်လို့ကိလေသာတွေကိုလည်းမာရလို့ခေါ်တယ်အဘိသင်္ခါရလို့ဆိုတဲ့ကံတရားတွေဟာလည်းတရားတွေတန်တရားထဲမှာအချိန်ချင်းသေဖို့ရာအတွက်လှုပ်ဆော်ပြီးတော့ဥဆောင်ပြီးတရားတွေတန်တရားထဲမှာအချိန်ချင်းဖြစ်စေတာဖြစ်သောကြောင့်သူတို့ကိုလည်းမာရလို့ခေါ်တယ်တခါလူတွေရဲ့ဘဝအဆုံးသတ်တဲ့တင်စားပြီးခေါ်တဲ့သေမင်းဆိုတာကိုလည်းသေတတ်တဲ့သဘောကိုလည်းမာရလို့ခေါ်တယ်အခုဒီဝဒဝတိနတ်ဘုံမှာနေတဲ့
စိတ်ကောင်းနှလုံးကောင်းမရှိတဲ့ဆိုးရုပ်တဲ့အတွေးတွေနဲ့သူတော်ကောင်းတွေကိုလိုက်ပြီးနှောက်ယှက်ခြင်းနဲ့ဒီနတ်ကိုလည်းပဲမာရလို့ခေါ်တယ်ဒါကတော့လူတွေထဲမှာလည်းပဲဒီဇယိုက်ဆိုးတွေရှိတဲ့လူတွေရှိတတ်တယ်နတ်တွေထဲမှာလည်းပဲဇယိုက်ဆိုးတဲ့နတ်လို့ခေါ်ဇယိုက်ဆိုးတဲ့လူတို့ဇယိုက်ဆိုးတဲ့နတ်တို့ဇယိုက်ဆိုးတဲ့တရားဝါတို့ဆိုတာဟာသူ့ဇယိုက်အလောက်ကိုယ်နဲ့ဆိုင်သည်ဖြစ်စေမဆိုင်သည်ဖြစ်စေကောင်းတာဆိုမကြည့်ချင်ဘူးဒုက္ခပေးဖို့အတွက်သူဟာလောကထဲမှာဖြစ်ပေါ်လာတယ်လို့ပဲလူတကာကိုလှည့်ပြီးဒုက္ခပေးတဲ့လူတွေဆိုတာလေရှိကြတယ်လေလောကမှာလူတကာလိုက်ပြီးတော့ဒုက္ခပေးတတ်တဲ့လူမျိုးတွေလူဆိုးတွေဇယိုက်ဆိုးတွေဒါမျိုးတွေရှိတယ်အဲ့ဒါလိုပဲနတ်ဖြစ်တဲ့အခါမှာလည်းပဲနတ်ဇယိုက်ဆိုးတဲ့နတ်ဖြစ်တယ်အဲ့ဒီဇယိုက်ဆိုးတဲ့နတ်ဖြစ်သည့်အတွက်ကြောင့်လောကလူသားတွေအကျင့်ကောင်းကောင်းနဲ့နေကြထိုင်ကြတာကိုအလိုလိုမျက်စိစပွဲမွေးစုပြီးမကြိုက်တာနော်မျက်စိစပွဲမွေးစုပြီးတော့မကြိုက်တာအဲ့လိုမကြိုက်လို့ပြက်လို့ပျက်စီးလိုက်ပြီးတော့လှုပ်တာအဲ့ဒါမျိုးဒေဝဗုဒ္ဓမာရလို့ခေါ်တယ်ပေါ့တချို့နိုင်ငံသားတွေကမြတ်စွာဘုရားဒီမာရဆိုတဲ့နတ်ကိုမယုံကြည်ကြဘူးပေါ့သူတို့ကနတ်မယုံကြည်ဘူးသူကပြောတာသူတို့ကိုးကွယ်တာကောင်းကင်ဘုံကခေါ်ကိုးကွယ်နေတာနော်အဲ့တော့ဒီဗုဒ္ဓစာပေမှာပါတဲ့မာရကြတော့မယုံဘူးလို့ပြောတယ်သူတို့ကိုးကွယ်တာကြည့်မယ်ဆိုရင် God create ပဲနော်ကဘာကြီးကို God ဆိုတဲ့ကောင်းကင်ဘုံမှာရှိတဲ့တကုရှင်ကြီးကဖန်ဆင်းနေတာအဲ့ဒါကိုတော့လက်ခံတယ်သူတို့ဘာကိုသူတို့ကပြောကြတယ်ဆိုတော့မာရဆိုတာဟာတဲ့ကိလေသာကိုခေါ်တာဖြစ်နိုင်တယ်ပေါ့မြတ်စွာဘုရားကိုချိန်ချိန်လာပြီးနှောက်ယှက်နေတာကိလေသာတွေကနှောက်ယှက်တယ်လို့သူတို့ကဒီလိုယူဆပြီးပြောကြတန်ရုပ်ပါဠိတော်ထဲမှာမာရတန်ရုပ်ဆိုတာတည်တံ့ရှိတယ်မြတ်စွာဘုရားကိုလာလာပြီးတော့နှောက်ယှက်တယ်အမျိုးမျိုးတွေလှုပ်တယ်ဘယ်လိုပဲလှုပ်လို့မြတ်စွာဘုရားကသူ့ကိုဖော်ထုတ်လိုက်တယ်အခုပြောနေတာမင်းအကြောင်းငါမသိဘူးမအောင်မေ့လေနဲ့ဆိုရင်သူလစ်တော်ပြန်အဲ့ဒါလို့အချိန်ချင်းမာရဆိုတာတွေနဲ့မြတ်စွာဘုရားကြုံခဲ့တယ်အဲ့ဒါကိုနိုင်ငံသားကတချို့ဘုရားဇင်းကိုလေ့လာတဲ့ပုဂ္ဂိုလ်တွေကကိရိတာကိုတင်စားတာပါလို့ဒီလိုဆိုကြတယ်အဲ့ဒါလို့တင်စားတာလို့ဆိုလို့ရှိရင်ဘာဖြစ်လာမလို့ဆိုမြတ်စွာဘုရားစိတ်ထဲမှာလောဘတွေဒေါသတွေမောဟတွေဆိုတဲ့ကိရိတာတွေခဏခဏဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရောက်သွားတယ်မလိုလားတဲ့အဓိပ္ပာယ်တွေရောက်ပြီးဘုရားဆိုတဲ့အဓိပ္ပာယ်ဟာအဓိပ္ပာယ်မရှိတယ်လို့ဖြစ်သွားတယ်မြတ်စွာဘုရားဟာကိလေသာတွေပေါ်လို့ခဏခဏနှိပ်ကွက်နေရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရောက်သွားတကယ်ကတော့အဲ့ဒီအဓိပ္ပာယ်ဟာမှန်ကန်မှုမရှိဘူးမာရဆိုတာစိတ်ကောင်းမရှိတဲ့ဇယိုက်ဆိုးတဲ့နတ်တစ်မျိုးပဲအဲ့ဒီနတ်ဟာဘယ်ဘုံမှာဖြစ်တာတော့ဆိုဝတ္တဝတ္တိနတ်ဘုံမှာရှိတယ်ဝတ္တဝတ္တိနတ်ဘုံမှာလည်းပဲနတ်မင်းကြီးကိုဆန့်ကျင်ပြီးတော့သူကသဘုံတကံသဘောမျိုးသူလှုပ်ချင်တာတွေလှုပ်တဲ့ဆိုးမိုက်တဲ့အုပ်စုတစ်ခုလူတွေမှာလည်းပဲဒီလိုဆိုးတည်တဲ့အုပ်စုဆိုတာရှိတာဗမာပြည်မှာလည်းရှိတာနိုင်ငံတကာမှာလည်းရှိတာလူမိုက်အုပ်စုဆိုတာရှိတာအဲ့ဒီလိုဆိုးတည်ပြီးအကောင်းဘယ်တော့မှမလုပ်တဲ့ပုဂ္ဂိုလ်မျိုးမြတ်စွာဘုရားကိုတရားဝါရီအတိညာပေးတာကိုသူကမလိုလားဘူးမလိုလားသည့်အတွက်ကြောင့်ပြက်လို့ပျက်စီးစိတ်ယုံမာတဲ့အနေနဲ့မြတ်စွာဘုရားကိုလောကကြီးထဲကနေထွက်သွားရင်ကောင်းမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ပြောမြတ်စွာဘုရားသခင်ကိုရောမြတ်အခုလို့ဒီတတ်တော်ဘုရားဖြစ်ပြီးတဲ့နောက်မှာနှစ်ပေါင်း44နှစ်ကျော်တတ်တော်80ပြည့်ကို3လလောက်အလိုမှလည်းပဲဒီမနတ်လာပြီးတော့မြတ်စွာဘုရားကိုလျှောက်ထားပြန်တယ်တိုက်တွန်းပြန်တယ်ပေါ့အဲ့ဒါလို့တိုက်တွန်းတဲ့အခါမြတ်စွာဘုရားသူကိုယ်တိုင်သင်ကြားပို့ချပြသပေးလို့မိမိရဲ့တပည့်တာဝကတွေဟာကျွမ်းကျင်လိမ္မာမှုတွေရကုန်ကြပြီတရားဓမ္မနဲ့ပတ်သက်ပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပြီမြတ်စွာဘုရားရဲ့အဆုံးအမအယူဝါဒတွေသင်ယူပြီးတဲ့အခါမှာကြာကြာနာနာရှင်းပြနိုင်ကြပြီဖြစ်ပေါ်လာတဲ့ဆန့်ကျင်မဲ့ဝါဒတွေကိုလည်းဖြေရှင်းဆုံးဖြတ်ပြီးတော့မှန်ကန်တဲ့လမ်းကြောင်းကိုသူတို့ကိုယ်တိုင်ဟောပြောနိုင်ကြပြီဗြဟ္မစရိယဆိုတဲ့မဂ္ဂင်၈ပါးအကျင့်တရားဟာလေလောကကြီးမှာကျယ်ကျယ်ပြန့်ပြန့်ကြီး
လူတွေနတ်တွေသိရှိထားကြပြီဘယ်လောက်ထိအောင်သိရှိတော့ဆိုရင်ဓမ္မစကြာတရားဟောလိုက်တဲ့အခါမှာလူသားတွေကရှင်ကုတ္တညတပါးသာသဘောပေါက်တော်လဲပဲနတ်ပေါင်းကအသင်္ချေဗြဟ္မာပေါင်းက18ခရီကျွတ်တန်းဝင်သွားတယ်ဆိုတော့မြတ်စွာဘုရားရဲ့တရားဓမ္မကိုသိရှိနားလည်သွားကြခြင်းသာဖြစ်တယ်ဒီစัจ java လာမှာရှိတဲ့နတ်ဗြဟ္မာတွေမကဘူးတခြားစัจ java လာတွေမှာရှိတဲ့နတ်တွေဗြဟ္မာတွေအလုံးစัจ java လာဂရေတသိန်းမှာရှိတဲ့နတ်တွေဗြဟ္မာတွေဟာမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေကိုသိရှိနားလည်ကြလို့လူတွေသာမကနတ်လောကဗြဟ္မာလောကမှာရှိကြတဲ့လောကသားတွေဟာအသိဉာဏ်တွေကိုရရှိပြီးတော့သွားကြပြီဆိုတာအဲ့ဒါလို့ဘုရားအနေနဲ့လှုပ်เสียတွေကုံသွားတဲ့အခါမှာတတိတမ္ပဇင်ညကြီးမားစွာထားပြီးတော့မနတလျောက်ထားပြီးတဲ့နောက်မှာဘာမိတ်ရှိလိုက်လဲဆိုရင်အပောတုကောတွန်ဓာတိပါပိမဟောဤမင်းဘာမှစိတ်ပူမနေနဲ့ဟောဒီ3လရဲ့နောက်မှာဆိုရင်ငါဟာဒီအာယုသင်္ခါရကိုမဝင်စားတော့ဘူး3လနောက်ပိုင်းကြာလို့ရှင်ငါပြိဋိဘံပြုမယ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအာယုသင်္ခါရကိုဒီလိုလွတ်လိုက်ကြောင်းကိုမန္တသားကိုပြောလိုက်တဲ့အခါမှာမြေငလျင်ကြီးဟာတုံဟီးသွားတယ်အဲ့ဒီလိုတုံဟီးသွားတဲ့အချိန်မှာရှင်အနန္ဒမထေရမြတ်စွာဘုရားစီရောက်လာပြီးတော့မေးခွန်းနေမေးပြီးတော့မြတ်စွာဘုရားအခုပဲငါအာယုသင်္ခါရကိုလွတ်လိုက်လို့ဒီမြေငလျင်ကြီးဟာတုံဟီးသွားခြင်းဖြစ်တယ်လို့လည်းဖြေလိုက်ရောဒီအချိန်မှာရှင်အနန္ဒာကမြတ်စွာဘုရားကိုလျှောက်တယ်တိဋ္ဌတုဗန္တိပကဝါကပ္ပံရှင်ဘုရားတဲ့တက်တန်းစေအောင်နေပါဘုရားတက်တော်80နဲ့ပြိဋိဘံမဆမ်းမနဲ့အောင်တက်တန်းစေအောင်နေပါအောင်တရားတွေရဲ့အကျိုးစီးပွားအတွက်လူတွေနတ်တွေရဲ့အကျိုးစီးပွားအတွက်တက်တန်းစေအောင်နေပါအောင်လို့မြတ်စွာဘုရားကိုတောင်းပန်တဲ့အဲ့ချိန်ကြအဲ့တော့မြတ်စွာဘုရားဗာမရှိတော့ဆိုအလံအာနန္ဒာမပြောနဲ့တော့တဲ့မာတထာဂတံယာစီဘုရားကိုငါ့ကိုမတောင်းပန်နဲ့တဲ့အကာလောဓာနိတထာဂတံယာတထာဂတံယာစနာယငါဘုရားကိုတောင်းပန်ဖို့မင်းအချိန်မဟုတ်တော့ဘူးဆိုတာကိုမရဘူးရှင်အနန္ဒာကဆက်ပြီးတော့ရှင်ဘုရားတက်တန်းစီနေနိုင်အောင်လုပ်ပါတရားတွေရဲ့အကျိုးစီးပွားကိုငဲ့ပြီးတော့တက်တန်းစီနေတော်မူပါလို့မြတ်စွာဘုရားတားတဲ့ခြားတဲ့ကအချိန်ချင်းထပ်ပြီးတော့လျှောက်တဲ့အခါမြတ်စွာဘုရားကတတ္တေအတိတွန်အာနန္ဒတထာဂတတဘောဓိငါရဲ့အသိဉာဏ်ကိုမင်းယုံကြည်တယ်မဟုတ်လားလို့ဆိုတော့ယုံကြည်ပါတယ်ဘုရားအဲ့ဒါလို့ယုံကြည်လို့ရှင်ဘာဖြစ်လို့3ချိန်တိုင်အောင်ငါ့ကိုအတင်းအကျပ်တောင်းဆိုနေရသလဲငါရဲ့ဆုံးဖြတ်ချက်ငါရဲ့အသိဉာဏ်ကြီးကိုမင်းယုံကြည်ရတဲ့နဲ့ဘာဖြစ်လို့3ချိန်တိုင်အောင်တောင်းဆိုနေရသလဲဆိုအရှင်ဘုရားတဲ့တပည့်တော်အရှင်ဘုရားစီကကြားဘူးတဲ့စကားရှိပါတယ်။ဘာကြားဘူးတာတုံးလို့ဆိုတော့အဋ္ဌိပတ်၄ပါးသန္တာဝီရိယစိတ်တဝိမာန်တလို့ဆိုတဲ့အဋ္ဌိပါဒလူတွေမှာစိတ်ဆန္ဒကြီးမားတဲ့စိတ်ဆန္ဒရှိတယ်ပြင်းထန်တဲ့လုံလဝီရိယရှိတယ်ကြန့်ခိုင်တဲ့စိတ်ဓာတ်ရှိတယ်ထက်မြက်တဲ့အသိပညာရှိတယ်အဲ့ဒီသန္တာဝီရိယစိတ်တဝိမာန်တဆိုတဲ့ဒီတဘာဝတရားစွမ်းအင်တွေမြင့်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာတက်တန်းစိနေနိုင်တယ်သို့မဟုတ်တက်တန်းကြောသည့်ထိအောင်ကိုယ့်အသက်စိတ်စွမ်းအားတွေနဲ့တိုးမြင့်ပြီးတော့ထားရင်နေနိုင်တယ်လို့ဆိုတာကိုမြတ်စွာဘုရားတပည့်တော်ကိုအချိန်ချင်းပြောခဲ့တာကြားဘူးပါတယ်တဲ့ဒါကြောင့်မို့လို့တောင်းပန်နေတာပါလို့ရှင်နန္ဒာထလျှောက်တော့အေးအဲ့ဒါလို့နေလို့ရတယ်ဆိုတာမင်းသိတယ်မဟုတ်လားငါ့အပေါ်မှာယုံကြည်တယ်မဟုတ်လားလို့ဆိုယုံကြည်ပါတယ်အဲ့ဒါလို့ယုံကြည်သည့်အတွက်ကြောင့်မင်းခုမှလာတောင်းပန်တာမင်းရဲ့အပြစ်ပဲနော်အကယ်၍သာစောစောစီးစီးငါမဆုံးဖြတ်ခင်ကဒီ3လပဲနေတော့မယ်လို့ငါစိတ်ထဲမှာမဆုံးဖြတ်ခင်ကတောင်းပန်မယ်ဆိုရင်2ကြိမ်တော့ညင်ကောင်းညင်မဲ့3ကြိမ်မြောက်တော့ငါမင်းစကားလက်ခံမှာပါလို့မြတ်စွာဘုရားဒါမင်းရဲ့အပြစ်ပဲလို့ရှင်အနန္ဒာနဲ့မြတ်စွာဘုရားဆိုတာတက်တော်ရွယ်တူပဲတက်တူရွယ်တူဖွားဘက်တော်ပြီမဲ့လို့ဒီညီတော်ဟာမြတ်စွာဘုရားပေါ်မှာအလွန်ချစ်ခင်အလွန်ကိုမြတ်နိုးပြီးတော့ယူကျိုးကျိုးနဲ့ဘုရားပေါ်မှာစောင့်ရှောက်ခဲ့တယ်အမြဲတမ်းစောင့်ရှောက်တယ်တက်တူရွယ်တူဖြစ်ပေမဲ့လို့ဒ
ဒီညီကိုနှစ်ဦးဟာအလွန်ကိုချစ်ခင်ကြမြတ်စွာဘုရားနဲ့တကြောင်းထဲမှာသူဘယ်တော့မှမနေဘူးမြတ်စွာဘုရားပင့်တဲ့နောက်ကိုလည်းသူဘယ်တော့မှမလိုက်ဘူးသူများပြောเสียဖြစ်မဲ့အလုပ်မျိုးကိုသူမလုပ်ဘူးကင်းကင်းရှင်းရှင်းနေပြီးတော့သို့တော်မြတ်စွာဘုရားကိုစောင့်ရှောက်တဲ့နေရာမှာသူ့ရဲ့စောင့်ရှောက်မှုဟာအလွန်ကိုတာဝန်ဝတ္တရားခြေတည်တဲ့ပိုတယ်လို့ပြောအောင်။ဘာဖြစ်လို့တော့ဆိုရင်မြတ်စွာဘုရားသတင်းသုံးတဲ့ခန္ဓာကိုယ်ကြီးကျောင်းဆောင်မှာဆိုရင်ညမှာဆိုရင်9ချိန်တိတိလှည့်ပြီးတော့ကြည့်တယ်ပြင်ဘက်ကနေပြီးတော့မြတ်စွာဘုရားခေါ်လိုက်လို့ရှိရင်ကြားနိုင်လောက်တဲ့အနေအထားမျိုးမှာလှည့်ပြီးတော့မြတ်စွာဘုရားမှာလိုအပ်တာများရှိမလားဆိုတာကိုတညမှာ9ချိန်ထပြီးတော့ကြည့်ပြီးတော့အဲ့ဒါလိုထိအောင်ဆောင်းလျှောက်ခဲ့တာရှာနာဒါကြောင့်မို့မြတ်စွာဘုရားက3လနေပြိဋိဘံဆံတော့မယ်ဆိုတဲ့အခါမှာသူအတင်းအကျပ်တောင်းပန်မြတ်စွာဘုရားကအေးအခုလိုငါရဲ့အသိဉာဏ်ကြီးကိုယုံကြည်တယ်ဆိုလို့ရှိရင်ဒါမင်းရဲ့အပြစ်ပဲငါကပြောနေတဲ့အချိန်တုန်းကမင်းမတောင်းပန်ဘူးခုတော့မှတောင်းပန်တာမင်းနောက်ကျသွားပြီလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကမိန့်ကြားတော်မူခဲ့တာဖြစ်ပါတယ်ဒါဟာမြတ်စွာဘုရားဟာလောကသားတွေအတွက်ကျိုးစီးပွားကိုဆောင်ရွက်တဲ့အခါလူဆိုတာလူရဲ့သဘာဝအကြောင်းအိုချိန်တန်အိုးလာတယ်နာချိန်တန်နာတယ်သေချိန်တန်သေတယ်လူရဲ့သဘာဝကိုကြော်ပြီးတော့သဘာဝကိုဆန့်ကျင်တာဆိုတာဘယ်နည်းနဲ့မှမဖြစ်သင့်ဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်လည်းသူ့ရဲ့သဘာဝအတိုင်းဆုံးဖြတ်ချက်ချပြီးသားဖြစ်လို့ရှင်အနန္ဒာကိုဘယ်လိုပြောတယ်ငါအသက်ရှင်ခြင်းသည့်အတွက်ကြောင့်ငါပြောပြီးသားစကားကိုဘယ်တော့မှပြန်မပြောပြန်ပြီးတော့အသက်အတွက်ဘယ်တော့မှပြောပြီးသားစကားကိုပယ်ဖြစ်မှာမဟုတ်ဘူးတဲ့ထွေးပြီးသားတွေးကိုဘယ်တော့မှပြန်မမျိုးဘူးလို့ဆိုတဲ့စကားမျိုးကိုမြတ်စွာဘုရားကယတိပြတ်ပြောကြားလိုက်တာဖြစ်တယ်။ဘာကြောင့်ရှင်အနန္ဒာကိုအခုလိုပြစ်တင်ပြီးတော့ပြောရသလဲလို့ဆိုလို့ရှိရင်လောကလူသားတွေဟာကိုတော့ခွင့်လွတ်နေတတ်ကြတယ်နော်လောကလူသားတွေရှင်အနန္ဒာဟာသူ့ရဲ့မှားယွင်းချက်ဆိုတာနဲ့သူ့ကိုယ်သူတောကသူ့ဟာသူဖြေနိုင်သွားတယ်သူ့ကိုယ်သူခွင့်လွတ်သွားတယ်လူတွေရဲ့သဘာဝကြည့်လေကိုကြောင့်တစ်ခုခုဖြစ်ရင်မတော်လို့ပြောတယ်သူများကြတော့နမောနမဲ့နိုင်တယ်လို့ပြစ်တင်တတ်ကြတယ်ပေါ့ဒါလူရဲ့သဘာဝအဲ့တော့ရှင်အနန္ဒာလုပ်ရမယ့်အလုပ်တွေကိုသူမလုပ်ခဲ့တာသူ့ရဲ့အပြစ်ပဲမြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့အခါမှာဒီတောကငါချွင်ချက်ပဲလို့သူ့ကိုယ်သူသိပြီးတော့ပြန်ပြီးတော့ဖြေသိမ့်နိုင်အောင်မြတ်စွာဘုရားကမိန့်ကြားခြင်းဖြစ်တယ်ဆိုတာကိုစာပေကျမ်းဂန်ထဲမှာဆိုထားတာပေါ့အေးဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓ၏လောကသားတို့အတွက်ကြိုးပမ်းအားထုတ်ချက်တွေဟာမြည်သည့်အချက်မှလိုလေသေးမရှိအောင်တရားတွေရဲ့အကျိုးတည်ပိုးဆောင်ရွက်တော်မူခဲ့တယ်နောက်ဆုံးတစ်ချိန်ကျတော့တရားတွေရဲ့အကျိုးတည်ပိုးเสียမရှိဘူးပြည့်ပြည့်စုံစုံလုပ်ပြီးပြီဆိုတဲ့အခါမှာကိုရောမြတ်အငြိမ့်တက်ယူဖို့အတွက်ဆုံးဖြတ်ချက်ချတော်မူခြင်းဖြစ်တယ်ဆိုတာအလုံးသိရှိကြပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း